မင်္ဂလာပါဒီကနေ့မှာတော့လူတော်တော်များများမေးလျော့တတ်ကြတဲ့ Gmail ရဲ့ password ကိုကျွန်တော်2မိနစ်တွင်းအသိပြန်ချိန်ပြပေးမှာပဲဖြစ်ပါတယ်အရင်ဆုံးမိမိဖုန်းမှာတော့ screen lock တစ်ခုခုတော့ရှိရပါမယ်ခင်ဗျာကျွန်တော်ကတော့ဒီဖုန်းမှာ screen lock ကမရှိသေးတာဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးဒီ lock တစ်ခုလောက်ခတ်လိုက်ပါမယ်ခင်ဗျာဒါကတော့ဖုန်းကို lock ခတ်တာပေါ့နော်အဲ့မှာကျွန်တော်ကတော့ဒီ pin လေးနဲ့တစ်ချက်လောက်ခတ်ထားလိုက်ပါမယ်ဒါကတော့စမ်းပြဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လွယ်လွယ်ကူကူလေးအရင်ဆုံးခတ်လိုက်ပါမယ်ခင်ဗျာခတ်ပြီးသွားလို့ရှိရင်ဒါကတော့ဖုန်း lock ခတ်ပြီးပြီပေါ့နော်ခတ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ဒီ Gmail ရဲ့တစ်ချက်ဝင်လိုက်ပါပြီးရင်တော့ညာဘက်တောက်ကအဝိုင်းလေးကိုတစ်ချက်လောက်နှိပ်ပြီးတော့ကိုပြောင်းနေတဲ့ Gmail ရဲ့ manage your Google account ဆိုတဲ့နေရာလေးကိုတစ်ချက်လောက်ဝင်လိုက်ပါပြီးတော့လို့ရှိရင်တော့ခဏလောက်စောက်ပေးလိုက်လို့ရှိရင်အခုလိုမျိုးလေးပေါ်လာပါမယ်ပေါ်လာလို့ရှိရင် security and sign in တွေကကျွန်တော်တို့ဒီ password ဆိုတဲ့တဲကိုဝင်ရပါမယ်ခင်ဗျာဝင်လိုက်ပြီးသွားလို့ရှိရင်အမှသူက Gmail ရဲ့ password တောင်းပါမယ်ခင်ဗျာဒါပေမဲ့ကျွန်တော်က Gmail password မသိတာဖြစ်တဲ့အတွက်ကြောင့် try another way လေးကိုနှိပ်ပေးရပါမယ်ခင်ဗျာနှိပ်ပြီးသွားလို့ရှိရင်အဲ့မှာ use your passkey ဆိုတာလေးကိုတစ်ချက်လောက်ရွေးချယ်ပေးပါရွေးချယ်ပြီးရင်ခုနကကျွန်တော်တို့ထားခဲ့တဲ့ဖုန်းရဲ့ password ပေါ့နော်မိမိဖုန်းရဲ့ password ကိုရိုက်ထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီကိုကြိုက်နေတဲ့ရာ Gmail password ကိုပြန်လဲချိန်နိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်